بسم الله الرحمن الرحيم الحمد لله الذي أرسله بالهدى ودين الحق ليظهره على الدين كله وكفى بالله شهيدا اللهم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقهوا قولي ချစ်ခင်လေးစားရပါသောဓမ္မမိတ်ဆွေများအားလုံးပေါ်မျက်ရှင်အလာရဲ့ထံတော်ဘာမှငြိမ်းချမ်းသာယာခြင်းဆလာမတ်ဂိယူနာတော်ရဟမတ်လက်ငင်းချမ်းသာခွင့်လွှတ်ခြင်းမဂ်ဖီရက်ကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါစေလို့ဥစွာမေတ္တာပို့နှုတ်ခွန်းဆက်စကားဆိုပါရစေအစ္စလာမုအလိုင်ကွမ်ဝရဟမတုလာဟီဝဘရကာတုဒီနေ့ကျွန်တော်တင်ပြဆွေးနွေးဖို့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့တင်မကောင်းလဲကျွန်ုပ်မဆိုးပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဒီချင်းများခင်ဗျာတင်ကောင်းလေကျွန်ုပ်မဆိုးပါဆိုတဲ့စာတန်းလေးတွေကိုအိမ်တွေဆိုင်တွေမှာချိတ်ဆွဲထားတာကိုကျွန်တော်တို့မကြာခဏတွေ့ရပါလိမ့်မယ်ဒီဆိုင်မုတ်ရဲ့ဆိုလိုရင်းကတော့မင်းမကောင်းရင်မင်းကောင်းရင်ငါကောင်းမယ်မင်းမကောင်းရင်တော့ငါဆိုးခြင်းဆိုးမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အဆိုးကိုအဆိုးနဲ့တုံ့ပြန်မယ်ဆိုတဲ့သဘောထားဖြစ်ပါတယ်တကယ်လေမျက်မြင်ဒိဋ္ဌကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအဆိုးကိုအဆိုးနဲ့တုံ့ပြန်နေကြတာတွေကိုနေ့စဉ်နဲ့အမျှမြင်နေကြားနေရတာပဲဖြစ်ပါတယ်တူညီစွာတုံ့ပြန်တတ်တာတူညီစွာကလေးစားချီတာဟာတရားမျှတတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဒါဟာကောင်းမွန်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ကျွန်တော်မြင်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့သူကောင်းမှကိုကောင်းမယ်သူမကောင်းရင်ကိုမကောင်းဘူးဆိုတဲ့သဘောထားဟာကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုသူတစ်ပါးပေါ်မှာအမိခိုပြုတ်နေတဲ့သဘောမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာသူများပေါ်မှာတည်မီတယ်လို့ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါကနှစ်သက်လူလားပဲမကောင်းတဲ့ကိစ္စဖြစ်ပါကျွန်တော်တို့ရဲ့ကိုယ်ကျင့်တရားဟာကောင်းတဲ့သူနဲ့တွေ့မှကောင်းမယ်မကောင်းတဲ့သူနဲ့တွေ့ရင်ဖောက်ပြန်မယ်ဆိုတဲ့သဘောမျိုးပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ပုတ်တင်ညူလို့အယောင်ပြောင်းတတ်တဲ့ကိုကျင့်တရားမျိုးဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့်တင်ကောင်းလေကျွန်တော်မဆိုးပါဆိုတဲ့စကားဟာစိတ်ပိုင်းဆိုင်ရာအည်သွေးနဲ့ကိုကျင့်တရားတည်တတ်မှုကိုအများကြီးပွန်ပဲ့စေနိုင်တဲ့ဆောင်ပုဒ်တစ်ခုလို့မြင်မိပါ။နောက်တစ်ချက်ကဘာသာရေးအရာစီစစ်ကြည့်တဲ့အခါမှာဘာသာတရားရဲ့အဆုံးအမနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေတဲ့ဆောင်ပုဒ်ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့အစ္စလာမ်ဘာသာမှာမျက်ရှင်အလာကကျွန်တော်တို့ကိုအဆိုးကိုအကောင်းနဲ့တုံ့ပြန်ဖို့တွန်တင်ထားချက်အတိလင်းရှိပါတယ်။ Idfa billati hiya ahsanu sayyi'a ကျမ်းမြတ်ကုရ်အာန်ဆူရာခန္ဓာ23အာယတ်အမှတ်96မှာမကောင်းမှုကိုကောင်းမှုဖြင့်တုံ့ပြန်ခုခံလို့ဒီလိုမိန့်ကြားချက်တိုက်တွန်းချက်ရှိထားပါတယ်။သူမကောင်းမိမဲ့လည်းပဲကိုကောင်းရမယ်သူဆိုးပေမဲ့ကိုမဆိုးရဘူးလို့အတိလင်းတတိပေးထားတာဖြစ်ပါတစ်ဖက်ကမကောင်းကြံလာတဲ့အခါကိုကလည်းသူ့ကိုမကောင်းပြန်ကြံရင်ကိုလည်းမကောင်းတဲ့သူဖြစ်မှာပါပဲတစ်ဖက်ကဆဲလို့ကိုပြန်ဆဲရင်ကိုလည်းအရင်ဆိုင်တယောက်ဖြစ်သွားမှာပါပဲတစ်ဖက်ကကိုဒီလေးယောက်စော်ကားလို့ကိုကလည်းပြန်ပြီးတော့မှတုံ့ပြန်လိုက်မယ်ဆိုရင်ဂျေးတဲ့အတူတူအောင်းရမှာပါပဲဘာနဲ့တူတယ်လဲဆိုရင်လူတယောက်ကကို့အပေါ်မကောင်းကြံလိုက်တာဟာရှွန့်ပုတ်နွန်အိုင်လို့မစင်တွင်းလို့နေရာမျိုးတွေကနေပြီးတော့ကိုယ့်ကိုလက်ရခေါ်နေတာမျိုးဖြစ်ပြီးတော့ကိုကပြန်တုံ့ပြန်လိုက်တယ်ဆိုတာဟာအဲ့ဒီနွန်နဲ့မစင်တွင်းတွေကိုမခံခြင်းစိတ်နဲ့ခုံဆင်းလိုက်တာနဲ့တူပါတယ်သူရောကိုပါနန်ဟောင်ညစ်ပတ်ကုန်တော့တာမှာပဲဒီတော့ကျွန်တော်တို့ကသူမကောင်းတိုင်းလေနော်လိုက်ပြီးတော့မကောင်းလို့မရပါဘူးသူမကောင်းလို့ကိုကလိုက်မကောင်းမှုဆိုရင်သူကလည်းကိုယ့်ကိုကြည့်ပြီးတော့မှဆက်ဆိုးနေအောင်မှာပဲဖြစ်ပါဒီလိုနဲ့အစိုးတန်တရားလဲနေကြမှာဖြစ်ပါတယ်သူကကြမ်းတမ်းပေမဲ့ကိုကနူးညံ့မယ်သူကရိုင်းပြပေမဲ့ကိုကယဉ်ကျေးမယ်သူကကျေးဇူးတရားမသိတတ်ပေမဲ့ကိုကကုညီမယ်သူကမယိုမသားဆက်ဆံပေမဲ့
ကိုကယူသားမြေယူသားမယ်သူကကို့ပေါ်အမြဲအကောက်ကြံပေမဲ့ကိုကသူ့ပေါ်အဖြောင့်အမှန်ပဲဆက်ဆံနေမယ်ဆိုရင်သူ့ရဲ့ဇယိုက်ဆိုးတွေကကိုမကူးဆက်ပဲအချိန်ကြာလာနဲ့အမျှကိုရဲ့ဇယိုက်တွေကသူ့အပေါ်ကူးဆက်ပြီးလူကောင်းတစ်ယောက်ဖြစ်သွားစေနိုင်မှာအစိုးတန်တရားကိုဖျက်တောက်ပြီးသားလေဖြစ်စေနိုင်ပါတယ်ကျွန်တော်တို့တွေတခါတရံမှာလုပ်ငန်းခွင်မှာဖြစ်ဖြစ်နေရာဒေသအတစ်တစ်ခုမှာဖြစ်ဖြစ်တချို့လူတွေကြောင့်မို့စိတ်ပြက်စိတ်ရှုပ်ရတာမျိုးတွေကြုံမှုကြပါလိမ့်မယ်သူကကိုမနာလူတာလူတမင်လိုက်ပြီးတော့ပဲတိုက်ခိုက်နေတာလူနားလည်မှုလွဲတာလူအချောက်တိုက်မုန်းနေတာလူရန်လိုနေတဲ့လူမျိုးတွေကိုကျွန်တော်တို့မကြတွေ့ရတတ်ပါတယ်တကယ်လို့သာကိုကလည်းသူ့လိုမျိုးပြန်ပြီးတော့မှတုံ့ပြန်မယ်အကျော်မခံဘူးနော်မခံခြင်းစိတ်နဲ့မင်းကမကောင်းမှတော့ငါလေစိုးပြရသေးတာဘောလို့လုပ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မူလပုံစံမူလဇယိုက်လက္ခဏာကိုချင်းတိတ်ခါတွေပြည့်ရင်းပြောင်းလဲသွားမှာပဲဖြစ်ပါတချို့တွေဟာနေရာဒေသအတစ်တစ်ခုကိုရောက်ပြီးနော်ရောက်ပြီးအဲ့မှာစောစောကပြောတဲ့လူမျိုးတွေနဲ့နော်အဲ့လိုပတ်ဝန်းကျင်မျိုးနဲ့သူကတွေ့ကြုံဆုံရတဲ့အခါမှာဇယိုက်ပြောင်းသွားတဲ့အသွင်အပြင်ကိုကျွန်တော်တို့အားတင်ပွဲတွေ့ရမြင်ရလိမ့်ရှိပါတယ်တကယ်လို့များသူ့ဘက်ကကောင်းကောင်းမကောင်းကောင်းကိုယ့်ဘက်ကတော့အရင်မူလကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ကိုချင်းဇယိုက်အတိုင်းပဲဆက်ပြီးတော့သွားနိုင်မယ်ဆိုရင်ကြာလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ရင်းအမှန်ကိုသူကသိနားလည်လာမှာပဲဖြစ်တယ်တွေးစားကကိုယ့်ကိုပြဿနာရှာတဲ့စိုးတယ်လို့ထင်ရတဲ့လူတွေဟာနောက်တော့အရင်ဒီဆုံးမိတ်ဆွေတငယ်ချင်းတွေဖြစ်လာတာမျိုးကြုံမှုကြမယ်ထင်ပါတယ်ဒါကကိုယ့်ကိုနားလည်လာပြီးတော့သူ့ဘက်ကနေပြီးတော့ပြောင်းလဲသွားတာပဲဖြစ်ပါကျမ်းမြတ်ကုရ်အာန်မှာအထက်ကတင်ပြခဲ့တဲ့လိုမျိုးကျမ်းချက်နဲ့ဆင်တူတဲ့နောက်ထပ်ကျမ်းချက်စာပိုက်တစ်ခုရှိပါတယ်စူရာကဏ41အာယတ်နံပါတ်34မှာပဲဖြစ်ပါတယ်ولا تستوي الحسنة ولا السيئة ادفع بالذي هي أحسن فإذا الذي بينك وبينه عداوة كأنه ولي حميم မကောင်းမှုနဲ့ကောင်းမှုတို့မှာထူးခြားသည်မဟုတ်အသင်ဒီမကောင်းမှုကိုကောင်းမှုဖြင့်တုံ့ပြန်ခုခံပါလေတို့ဖြစ်လျင်ရန်သူပင်မိတ်ဆွေဖြစ်လာတန်းဆိုတော့ရန်သူတောင်မှမကောင်းမှုနဲ့ကောင်းမှုကိုတုံ့ပြန်တယ်သူကမကောင်းမိမယ်ကိုကကောင်းတယ်ဆိုရင်ရန်သူတောင်မိတ်ဆွေဖြစ်လာလိမ့်မယ်တဲ့ဒါကမျက်စင်အလားကကျွန်တော်တို့လူသားတွေအတွက်လမ်းညွှန်ထားတဲ့ရန်သူကိုမိတ်ဆွေပြုတဲ့နည်းလမ်းတစ်ခုလို့ပြောရင်လည်းပဲမှန်ပါတယ်ဒီကျမ်းစာမှာကျွန်တော်တို့အချက်၃ချက်ပါပါတယ်ပထမချက်ကမကောင်းမှုနဲ့ကောင်းမှုဟာမတူဘူးတဲ့ဆိုလိုတာကတော့မတူတာကိုနော်တန်မိုးချင်းမတူတာကိုမလဲလေနဲ့လို့ပြောချင်တာပါကိုကကောင်းမှုကိုတန်ဖိုးထားတယ်မျက်နှိုးတယ်ခုံမင်းနဲ့ကောင်းမှုလုပ်ဖို့အတွက်ပဲရည်စူးပြီးတော့မှကောင်းစိတ်လေးမွေးပြီးတော့နေတယ်မကောင်းတဲ့လူတယောက်ကလာပြီးတော့မှကိုယ့်ရဲ့ကောင်းမှုဟာလားကိုယ့်ကို तू ကကိုယ့်ရဲ့ကောင်းမှုတွေအစားပေါ့နော်မကောင်းမှုတွေလုံးမိအောင်လာပြီးတော့မကောင်းမှုတွေလာရောင်းတယ်ပေါ့ကောင်းတဲ့စိတ်ကိုပြစ်ချလိုက်ပြီးတော့မှသူ့စီကနေပြီးတော့မကောင်းတဲ့စိတ်ကိုကိုကဝယ်ယူလိုက်တာမျိုးအစားလဲလေလိုက်တာမျိုးဒါတွေဟာမဖြစ်တဲ့ကိစ္စဖြစ်တယ်ဟိုအကွေ့ဟိုတက်နဲ့လော်ဒီအကွေ့ဒီတက်နဲ့လော်ဆိုတာမျိုးမကောင်းမှုနဲ့ကောင်းမှုကိုအလဲလဲနဲ့ထဲလဲ300လောက်အောင်တန်မိုးတူမနေဘူးပေါ့ဒါကလူတိုင်းလဲသိပြီးသားကိစ္စဖြစ်ပါတယ်ဒါကိုသတိပေးတဲ့အနေနဲ့ပြောပြီးမှနောက်တစ်ချက်ဆက်ပြောတာကမကောင်းမှုကိုကောင်းမှုနဲ့တုံ့ပြန်ခုခံပါတဲ့သူကမဲ့ပြတယ်ကိုကပြန်ပြုံးပြလိုက်တယ်သူမဲ့တိုင်းကိုမဲ့နိုင်ဟုတ်လားကိုမဲ့နိုင်မှကိုနိုင်တယ်လို့တချို့ကထင်တာနော်တကယ်တော့မဟုတ်ပါဘူးသူမဲ့နေချိန်မှာကိုပြုံးပြနိုင်တာကိုကပဲကိုရဲ့အနိုင်ဖြစ်တယ်သူကကိုကိုကြောက်တွန်းတယ်အထိုက်အလျောက်ဒုက္ခခံလိုက်ရတယ်ဒါပေမဲ့မကောင်းမှုရဲ့အကျိုးဆက်ကြောင့်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်သူ့မှာပြဿနာတွေအခက်အခဲတွေကြုံလာတယ်ကိုယ်စီကနေပြီးတော့မှတန်တရားတစ်ပတ်လဲပြီးတော့ကိုယ်အကူညီလာတောင်းတယ်စိတ်ထဲမှာမှတ်မိနေတယ်သူငါ့ကိုဒုက္ခပေးခဲ့ဘူးတယ်ဒါပေမဲ့ပေါ်လာတဲ့အနာဟောင်းတွေကိုမျက်စိမိတ်ခေါင်းခါပစ်ပြီးတော့မှမေ့ပစ်ဖို့ကြိုးစားတယ်သူ့ကိုကူညီလိုက်တာဟာလည်းပဲ
အကောင်းဆုံးကလေးစားချခြင်းဖြစ်တယ်ကိုယ့်ရဲ့အကူအညီကိုရတော့သူဝမ်းသာတယ်သူလည်းသူမားခဲ့တဲ့အတိတ်ကိုပြန်ပြီးတော့တတိယမှာပဲနောင်နာနဲ့ရှင်တဲ့ရှေ့ရွမှုနဲ့ရှင်တဲ့အငုံစိတ်နဲ့ရှင်တဲ့တတိယခြင်းမျိုးငါမကောင်းခဲ့ပေမဲ့သူငါ့ပေါ်မှာကောင်းနိုင်သားပဲဆိုပြီးတော့ဝေဒနာနဲ့ရှင်တဲ့ခံစားမှုအတိကြောင့်သူကိုယ့်ပေါ်မှာထားတဲ့စိတ်ဟာရုပ်ချီးပဲပြောင်းလဲသွားတတ်ပါတယ်ရန်လိုသူအဖြစ်ကနေပြီးတော့မှမိတ်ဆွေဖြစ်လာတယ်ဒါကြောင့်မို့လို့ကျမ်းတော်မြတ်ကုရ်အာန်မှာမကောင်းမှုကိုကောင်းမှုနဲ့တုံ့ပြန်ခုခံပါလို့ပြောပြီးတဲ့နောက်မှာနောက်ဆက်တွဲအနေနဲ့တို့ဖြစ်ရာရန်သူပင်မိတ်ဆွေဖြစ်လာအံ့ဒီလိုဆက်ပြီးတော့ဆိုပါတယ်ဒီတော့တင်မကောင်းလဲကျွန်ုပ်မဆိုးပါဆိုတဲ့စိတ်ထားနဲ့မကောင်းမှုကိုကောင်းမှုနဲ့တုံ့ပြန်ဖို့ကြိုးစားတာဟာရန်သူကိုမိတ်ဆွေဖြစ်စေတဲ့နီလန်ကောင်းတစ်ခုပဲဖြစ်ပါဓမ္မမိတ်ဆွေများခင်ဗျာကျွန်တော်တို့ရဲ့နဘောသခင်ယေရှုရှင်တမန်တော်မြတ်မုဟမ္မဒ်မုစတာဖာဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာဥစဝတ်န်ဟဆနာကျွန်တော်တို့အတွက်အကောင်းဆုံးသောစံနမူနာရှင်ဖြစ်ပါတယ်ကိုရောရဲ့ဘဝဖြစ်စဉ်တော်ထဲမှာအဆိုးကိုအကောင်းနဲ့တုံ့ပြန်ပြီးရန်သူကိုယ်တော်မိတ်ဆွေဖြစ်စေခဲ့တဲ့တာရကတွေအမြောင်အများတွေ့ရမှာဖြစ်ပါတယ်ဒီနေ့ဟာကိုရောပွင့်ပေါ်တော်မူခြင်း1500ပြည့်နှစ်ဖြစ်ပြီးတော့မကြခင်မှာ1500နဲ့တနစ်စွန်းနဲ့ကိုရောရဲ့မွေးနေ့ရက်မြတ်အခါသမယကိုရောက်ရှိတော့မှလည်းဖြစ်ပါတယ်ဒီလိုအချိန်ခါနဲ့ကိုက်ညီတဲ့အချိန်မှာကိုရောရဲ့ဘဝဖြစ်စဉ်တွေကအဆိုးကိုအကောင်းနဲ့တုံ့ပြန်ခဲ့တဲ့တာရကချုပ်ကိုစံနမူနာအဖြစ်နဲ့တင်ပြခြင်းပါတယ်တမန်တော်မြတ်ပွင့်ပေါ်စဉ်ကာလဟာ dark age လို့ခေါ်တဲ့အမှောင်ခေတ်ဖြစ်ပါတယ်အဲ့ဒီအချိန်ကအာရဗ်တွေဟာဖျားသခင်ကိုသိကြသလိုနတ်ကိုးကွယ်မှုနဲ့လည်းပဲထွေးရောရှက်တင်ရှိနေကြပါမွေးရတောက်စားလောင်းကစားနဲ့အတူကြီးစားပြီးလူချင်းကျွန်ပြုနှိပ်စက်ကျွန်ရောင်းကျွန်ဝယ်စနစ်ထွန်းကားတဲ့အချိန်ကာလလည်းဖြစ်ပါသမီးမိန်းကလေးတွေကိုတန်ဖိုးထားခြင်းမရှိဘဲနဲ့နော်အရှက်ရပွဲလို့မြင်ပြီးတော့အရှင်လက်လက်မြေမြုပ်တတ်ကြတဲ့ဒလီဆိုးလည်းပဲရှိပါယောက်ျားတစ်ယောက်ရဲ့ပိုင်ဆိုင်သမျှကျွဲနွားတရိษံတွေစရင်ရေတွက်တဲ့အခါမှာကလအုပ်ကဘယ်နှကောင်တိုးကဘယ်နှကောင်မိန်းမကဘယ်နှယောက်လို့အမျိုးသမီးတွေကိုတရိษံနေနဲ့နော်တဒန်းနဲ့ထားပြီးတော့မှရေတွက်ပြောဆိုတဲ့ဒလိလည်းရှိပါတမန်တော်မြတ်ပွင့်ပေါ်စဉ်ကာလဟာ dark age လို့ခေါ်တဲ့အမှောင်ခေတ်ဖြစ်ပါတယ်အဲ့ဒီအချိန်ကအာရဗ်တွေဟာဖျားသခင်ကိုသိကြတယ်လို့နတ်ကိုးကွယ်မှုနဲ့လည်းဒွေရောရှက်တင်ရှိကြမှာဝိရတောက်စားလောင်းကစားနဲ့အတူကြီးစားပြီးလူချင်းကျွန်ပြုနှိပ်စက်ကျွန်ရောင်းကျွန်ဝယ်စနစ်ထွန်းကားတဲ့အချိန်လည်းဖြစ်ပါသမီးမိန်းကလေးတွေကိုတန်ဖိုးမထားကြဘဲနဲ့အရှက်ရပွဲလို့မြင်ပြီးတော့အရှင်လက်လက်မြေမြုပ်တတ်ကြတဲ့ဒလေဆိုးလည်းရှိပါယောက်ျားတစ်ယောက်ရဲ့ပိုင်ဆိုင်သမျှကျွဲနွားတရိษံစရင်ထဲမှာကလအုပ်ဘယ်နှကောင်တိုးဘယ်နှကောင်မိန်းမဘယ်နှယောက်ဆိုပြီးတော့မှရေတွက်ပြောဆိုသူတွေလည်းဖြစ်ပါတယ်လူမျိုးစုတစုနဲ့တစုရန်လိုအမုန်းပွားပြီးတပ်ဖြတ်တွေးကလေးစားချီတက်ကြသူတွေလည်းဖြစ်ပါတယ်ဒီလိုအမိုက်မောင်တုတဲမှာအမောင်ခွင်းအလင်းဆောင်ဖို့ပွင့်ပေါ်လာတဲ့တမန်တော်မြတ်ကိုကနဦးကာလမှာပဲအနောက်ရှက်တားစီမျိုးစုံနဲ့စန့်ကျင်တိုက်ခိုက်မှုတွေရှိလာပါတော့တယ်အမျိုးသမီးတယောက်ဟာဆိုလို့ရှိရင်ကိုရောသွားရလမ်းမှာအိမ်မော်ကနေစူးညောင်ခလုတ်တွေအငြိကျေးတွေပြစ်ချလေရှိပါတယ်ဇွဲကောင်းကောင်းနဲ့နေ့စဉ်ကိုသူလှုပ်ပါတယ်တနေ့အဲ့ဒီအမျိုးသမီးရဲ့အိမ်ဘေးကနေကိုရောဖြတ်လျှောက်တဲ့အခါမှာဘာမှပြစ်ချတာမတွေ့ရလို့ကိုရောကအံ့အားသင့်သွားတယ်တစ်ဆက်တည်းမှာပဲသူကျမ်းမာရေးမှာကောင်းရဲ့လားနော်နေထိုင်မကောင်းလို့များအရင်လိုအနောက်ရှက်မပေးနိုင်တော့တာလားလို့အတွေးဝင်ပြီးတော့သူ့အတွက်စိုးရိမ်သွားပါဒါကြောင့်တည်င်းသွားမိတဲ့ကိုတော့ကိုတွေ့တော့အဲ့ဒီအမျိုးသမီးကလည်းအံ့ဩသွားတယ်ကိုနေစဉ်ရက်ဆက်ဒုက္ခပေးနေတဲ့လူကိုယ်တော်နော်စိတ်မနာဘဲနဲ့တနေ့မတွေ့ရတာနဲ့စိုးရိမ်ပြီးတော့တည်င်းလာမေးတယ်ဆိုတဲ့မေတ္တာရှင်မျိုးကိုမတွေ့စဘူးအတွေ့ထူးရတဲ့အတွက်ကြောင့်အထူးတဆန်းသူဖြစ်ရပါတယ်နောက်ဆုံးတော့မေတ္တာတရားရဲ့ရောင်ပြန်ဟပ်မှုအစိုးကိုအကောင်းနဲ့တုံ့ပြန်မှုကြောင့်အဲ့ဒီအမျိုးသမီးဟာကိုတော့လမ်းစဉ်ကိုတက်ဝင်ယူကြည့်သူဖြစ်လာခဲ့ပါ
တရက်ကိုတော်ဟာလမ်းမှာထွေတဲ့အဖွားကိုတယောက်မနိုင်မနှင်းနဲ့နော်အထုပ်ဘိုးတွေတဲပိုးပြီးသွားနေတာကိုတွေ့တော့ကုညီတဲပိုးပြီးခဲ့ပါအမေကြီးပဲသွားမှလဲမေးတော့အဖွားကဒီမျိုးကနေခွာပြီးတော့တခြားဒေသကိုအပြေးပြောင်းဖို့ထွက်လာတဲ့အကြောင်းဒီလိုပြောင်းဖို့လုပ်ရတာကလည်းပဲဒီမျိုးမှာမိုဟာမက်ဆိုတဲ့ပုဂ္ဂိုလ်တူပေါ်လာတဲ့အတွက်ကြောင့်ဖြစ်ကြောင်းသူကတို့တွေအစင်လာကိုးကွယ်နေတဲ့နတ်ဖျားတွေကိုမကိုးကွယ်ဖို့နဲ့အလားတပါးတည်းကိုးကွယ်ဖို့ပြောတဲ့အကြောင်းသူ့ကြောင့်မို့လို့ဒီမြို့မှာကြရက်တွေထပြီးတော့မငြိမ်မသက်ဖြစ်နေရတဲ့အကြောင်းသူ့တရားတွေကြောင့်လူတွေစိတ်ဒုက္ခရောက်နေရတဲ့အကြောင်းစသဖြင့်အစိုးမြင့်ရှုထောင့်ကနေပြီးတော့ဝါဒဖြန့်ထားတဲ့စကားတွေကိုသူကြားထားသမျှပြန်ပြောပြရင်းနဲ့ခရီးတော်ရောက်လာခဲ့ပါကိုတော်ကတော့တလန်းလုံးဘာမှမပြောဘဲနဲ့ပြုံးပြီးတော့လိုက်လာခဲ့တယ်အဖွားကိုလည်းသူသွားလို့ရာကိုရောက်ပြီဆိုတဲ့အခါမှာကိုတော့ကိုနှုတ်ဆက်စကားဆိုပါတယ်အဖွားကအေးကွယ်ကျေးဇူးပါပဲဒါနဲ့မောင်ရဲ့နာမည်လေးတစ်စိတ်လောက်ပြောခဲ့ပါအောင်လို့မေးတယ်ဒီတော့ကိုရောမြတ်ဆလလောလ္လဟ်အလိုင်းဝါဆလမ်ကအမေတလန်းလုံးအပြစ်တင်ပြောဆိုလာတဲ့မိုဟာမက်ဆိုတာကျွန်တော်ပါပဲဒီလိုမျိုးရေရေပြုံးပြုံးနဲ့ဖြေလိုက်တယ်အဖွားကမထင်မှတ်ထားတဲ့စကားကြောင့်မို့လို့အံ့ဩခြင်းကြီးစွာဖြစ်ခဲ့ရပါတယ်ဒီလောက်ဖော်ရည်ရင်မုံပြီးတော့စိတ်ကောင်းရှိတဲ့တငယ်ဟာငါမုန်းနေဆိုတဲ့မိုဟာမက်တဲ့လားအဖွားကသူမမြင်မတွေ့ဘူးပဲတဆင့်ကြားကောလာဟလစကားတွေနဲ့အထင်မှားပြီးအပြစ်ဖွဲ့ခဲ့မိတာတွေကိုချက်ချင်းနောင်နာရသွားရှာပါတယ်ပြီးတော့ကိုတော့ကိုတက်ဝင်ယုံကြည်သူတူဖြစ်လာခဲ့ပါမကာမာမိစ္ဆာဝါဒီတွေကကိုတော့ရဲ့နောက်လိုက်တွေကိုဒုက္ခအမျိုးမျိုးပြီးတော့နေအိမ်တွေကနေနှင်ထုတ်မနေနိုင်အောင်လို့အမျိုးမျိုးလုပ်ကြတယ်အမှန်တရားကိုအနောက်ရှက်ကင်းကျင့်သုံးဖို့အတွက်လွတ်မြောက်နေမည်တွေကိုစွန့်ခွာခဲ့ကြရပါနောက်လိုက်တွေကိုအရင်ဆေလို့ပြီးမှမိမိကအဘူဘကရ်တခင်နဲ့အတူစွန့်ခွာခဲ့ပါဖြစ်ချင်တော့အဲ့ဒီညကမိစ္ဆာဝါဒီတွေဟာကိုတို့ရဲ့အိမ်ကိုဝိုင်းပြီးတော့ကိုတော့ကိုတတ်ဖြတ်ဖို့လှုပ်ကြံဖို့စီစဉ်ထားကြတယ်တညာလုံးဝိုင်းရံထားပေမဲ့ကိုတော့ထွက်သွားတဲ့အချိန်မှာသူတို့ငိုင်မြီးနေကြပြီးတော့ဘယ်သူမှမတွေ့လိုက်ကြဘူးဒါကလည်းပဲထာဝရအရှင်မြတ်လာရဲ့အကူညီတော်ကြောင့်ပဲဖြစ်ပါတယ်ကိုတော်ထွက်သွားပေမဲ့ညီတော်အလီကိုအိမ်မှာထားခဲ့တယ်ဘာကြောင့်ထားခဲ့ရလဲဆိုတော့ကိုတော့ကိုမုန်းပါတယ်တတ်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုအနံဖို့ယုံကြည်လောက်တဲ့သူဟာလည်းပဲကိုတော်ပဲရှိတယ်ဆိုတာကမကောင်းမှုတွေကိုတားမြစ်ခြင်းကိုသူတို့ကမကြိုက်တာပဲဖြစ်တယ်နော်ပထမတွေကငယ်စဉ်ကလေးကကိုတို့ရဲ့ကိုချင်းတိတ်ခါကိုချင်းတရားသစ္စာရှိမှုနော်ယုံကြည်စိတ်ချရမှုဒါတွေကိုသူတို့ယုံကြည်ပြီးဖြစ်တယ်ဒါကြောင့်မလို့သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုအနံဖို့နော်သူတို့ယုံကြည်တဲ့သူဟာလည်းပဲကိုတော်ပဲရှိတယ်ဒါပေမဲ့လည်းပဲအမှန်တရားတွေကိုပြောလာတယ်သူတို့ရဲ့မှားယွင်းနေတဲ့အယူဆတွေကိုပြောလာတဲ့အခါကျတော့မုန်းနေတတ်ဖို့လုပ်တယ်အဲ့ဒီတတ်ဖို့လုပ်တဲ့သူရှိမှာပဲသူတို့ယုံကြည်လို့ပစ္စည်းတွေအနံ့ထားကြတယ်ဒါအံ့ဩဖို့ကောင်းတဲ့ကိစ္စဒါကြောင့်သူတို့အပ်ထားတဲ့ပစ္စည်းတွေကိုကိုရောဟာထွက်သွားမဲ့ညမှာနော်ညီတော်အလီကိုအိမ်မှာထားခဲ့ပြီးတော့ပစ္စည်းတွေကိုစည်ရင်းစရာနဲ့တကွပြန်ပြီးတော့အပ်ဖို့အတွက်နော်လွှဲပေးတယ်ဒီတော့ကိုတတ်မဲ့ရန်သူရဲ့ပစ္စည်းကိုတောင်မှအသက်လူပြီးပြေးရတဲ့အချိန်မှာမျက်နှလွဲခဲပြစ်မထားခဲ့ဘူးတစ်ဖက်ကအစိုးပြုနေပေမဲ့လည်းပဲကိုတော်ကတော့အကောင်းနဲ့သာတုံ့ပြန်ခဲ့တယ်ကိုတော်ထွက်သွားပြီလို့ကြားရတဲ့အခါမှာမိစ္ဆာတွေဟာဒေါသပုံထပြီးတော့ဘသူမဆိုကိုတော့ကိုဖမ်းဆီးတပ်ဖြတ်ပေးနိုင်နေမယ်ဆိုလို့ရှိရင်တန်မိုးကြီးတယ်ကလအုပ်အနီတရားဆုချမယ်လို့မောင်းချေးနှိခတ်လိုက်ပါအဲ့ဒီအခါမှာစုတကာဆိုတဲ့လောဘသားငနေတယောက်ဟာမှန်တာမှားတာဘေးချိတ်ထားကလအုပ်အနီတရားကနေသလားဆိုတဲ့အတွေးနဲ့စူကြီးမျော်ပြီးငတေမာရင်ပြီးရောဇက်ကိုပ
လူးဆိုင်နဲ့ကားလေးဖွင့်လိုက်ပါစုတကာကိုရောနောက်ကိုလောဘအစိတ်တရိပ်ရိပ်တက်ပြီးတော့လိုက်နေတော့မှလမ်းခုလက်တနေရာမှာသူ့မြင်းကခြေချော်ပြီးတော့မှလဲကျတယ်ဒါကံကောင်းခြင်းနမိတ်ပဲလို့သူတွေးအာရဗ်တွေရဲ့ထုံးတလေအတိုင်းဆက်လိုက်တဲ့မလိုက်တဲ့ကိုမြားမဲနိုင်ပြီးတော့မှသူကအဆုံးဖြတ်ခံကြည့်တယ်သို့တော်လည်းပဲ no ပေါ့နော်မလိုက်နဲ့ဆိုတဲ့အဖြေရတယ်တစ်ဖက်မှာလည်းပဲကလုံးအနီတရားပေါ့နော်ဒီစုမဟာကလည်းပဲလက်မလွတ်ချင်စရာဖြစ်တယ်မထူးပါဘူးဆက်တာလိုက်လို့ကိုကြိတ်မိတ်ပြီးတော့အားပေးလိုက်တယ်မြင်းကနောက်တစ်ချိန်ခြေချော်ကြပြန်တယ်မြားမဲနှိုက်ကြည့်တော့မလိုက်နဲ့ပဲဖြေထုတ်တယ်လောဘကလည်းအတော်တက်လို့မရဒီတော့ဖြစ်ချင်အားဖြစ်ဆိုပြီးတော့ဆက်လိုက်ပြန်တော့နောက်ဆုံးတစ်ခေါက်မှာတော့ကိုရောနဲ့အိုမတခင်နှစ်ဦးသားရဲ့အနီးနီးကပ်ရောက်သွားကမှမြင်းချေချော်ကြတာဟာတော်တော်ကြီးကိုပဲပေါ့နော်အထိနာတယ်။ဘာကြောင့်လဲအရှိန်နဲ့ပြုတ်ကျပြီးတော့မှကိုရောရဲ့ခြေတော်ရင်းသားကိုပြဝတ်အနေထားသူကြဒီကမှာကိုရောရဲ့နဘေးမှာရှိတဲ့ဘူဘကတခင်ကရန်သူမန်းရိတ်စားမိတဲ့အတွက်ကြောင့်မို့ဆောင်းသားကိုအသင့်ရွယ်ထားလိုက်ပြီဒီကမှာငမိုက်သားစုတကာကလည်းပဲပြတလဲနဲ့တောင်းပန်ရှာတယ်အခုတော့လေတနာစရာပေါ့လေသူဟာလောဘတက်မိပြီးတော့မှကိုရောကိုတတ်ဖို့လိုက်လာခဲ့မိတဲ့အကြောင်းဝန်ခံတယ်ခွင့်လွတ်ဖို့ကိုလည်းပဲအတနာခံတယ်ကိုရောကလည်းခွင့်လွတ်တတ်သူပြီးခွင့်လွတ်လိုက်တယ်ပေါ့စိတ်အေးနဲ့ပြန်တော့ပေါ့နော်ဒါပေမဲ့စုတကာကအမျှော်မြင်ရှိတယ်နော်စိတ်မအေးနိုင်ဘူးနောက်တစ်ချိန်ကိုရောမရှိတော့တဲ့အချိန်မှာကျွန်တော်မျိုးဟာကိုရောကိုအသက်အနေပြုတ်ခဲ့သူအသက်ကိုရန်ရှာခဲ့ဘူးသူဆိုပြီးတော့မှတခြားမွတ်စလင်တွေတိသွားရင်ပြန်ပြီးတော့များဂလဲစားချေမလားအမုံပွားနေမလားဆိုပြီးတော့သူတွေးပူနေတယ်အဲ့ဒီအတွက်ကိုရောကခွင့်လွတ်ခဲ့ပြီးသားပါနော်ကိုရောကိုယ်တိုင်ခွင့်လွတ်ခဲ့တာပါဆိုတဲ့ထောက်ခံချက်လေးနော်အဲ့ဒီလက်မှတ်လေးရေးပေးဖို့အတိမတ်ပြုပေးဖို့တောင်းဆိုပြန်ဒါကိုလည်းပဲကိုရောကကြီးပြူဆောင်ရွက်ပေးလိုက်ပါတယ်သူ့ကိုတတ်ဖို့လာတဲ့သူကိုတတ်ဖို့ကြံစီတာကိုခွင့်လွတ်တဲ့အပြင်ကိုသူအသက်အန္တရာယ်အတွက်နော်သူကြောက်ရွံ့စိုးရိမ်နေတာကိုလည်းပြန်ပြီးတော့မှအသက်ပြန်ကယ်ပေးလိုက်တယ်ဆိုတော့အသက်ယူဖို့လာတဲ့လူကိုအသက်ပြန်ပေးလိုက်တာအဲ့ဒီလိုရှာတဲ့အနိုင်မဲ့မေတ္တာတော်ရှင်ရဲ့အဆိုးကိုအကောင်းနဲ့တုံ့ပြန်မှုကြောင့်စုတကာကိုရောကိုချစ်မြတ်နိုးတဲ့ယုံကြည်သူတယောက်ဖြစ်လာခဲ့ပြန်ပါတယ်နောက်တစ်ခုတာရကပြခြင်းပါသေးတယ်တမန်တော်မြတ်ကဟိဂျရီ8ခုနှစ်မှာမက္ကာကိုပြန်လည်အောင်နိုင်ခဲ့ပါအဲ့ဒီအခါမှာမွတ်စလင်တွေဟာ8နှစ်လောက်ခွဲခွာခဲ့ရတဲ့ကိုမြို့ကိုရွာကိုပြန်ရောက်ကြပြီကိုအိမ်ကိုခြံကိုပြန်တွေ့ကြရပြီဒါပေမဲ့အဲ့ဒီနေအိမ်တွေပေါ်မှာမယုံကြည်သူတွေကမတရားသိမ့်ပိုက်ပြီးတက်နေကြတာအတော်ကိုအခြေကျနေပြီဖြစ်ပါဒါကြောင့်ကိုရောကအမိန့်ထုတ်တယ်အဲ့ဒီအိမ်တွေကိုငါတို့အိမ်ပဲဆိုပြီးပြန်သိမ်းယူခြင်းမပြုရဘာကြောင့်လဲဆိုရင်တဲ့ဒီအိမ်တွေပေါ်မှာမွေးဖွားလာတဲ့ကလေးတွေဟာသူ့မိဘတွေကမတရားသိမ့်ပိုက်ပြီးတော့တက်နေကြတာကိုသိကြမှာမဟုတ်ဘူးတဲ့သူတို့ကဒီအိမ်ပေါ်မှာမွေးဖွားကြီးပြင်းလာတာဖြစ်တဲ့အတွက်သူတို့အိမ်ပဲလို့မှတ်နေမှာပဲမွတ်စလင်တွေကကိုယ့်အိမ်ကိုပြန်ယူတာကိုမသိရှာဘဲနဲ့ငါတို့အိမ်ကိုဒီလူကြီးတွေကသိမ့်ပိုက်သွားပါလားလို့အမှတ်မှားကုန်မယ်တဲ့ဒါကြောင့်အခြေကျပြီးသားအတိုင်းနေမြဲနေပါစီတော့သူတို့လေးတွေရဲ့နုနယ်တဲ့စိတ်ထဲမှာစိတ်တန်ရာမရစေခြင်းနဲ့စာနာစိတ်နဲ့ပြန်မယူဖို့ကိုတော်ကတားမြစ်ခဲ့ပါတယ်ဒါလည်းအဆိုးကိုအကောင်းနဲ့တုံ့ပြန်လိုက်တဲ့မြင့်မြတ်သူတွေရဲ့နှလုံးကြီးပိုင်ရှင်တွေရဲ့နော်မြင့်မြတ်တဲ့နှလုံးကြီးပိုင်ရှင်တွေရဲ့အပြုတ်မှုတရက်ပဲဖြစ်ပါတယ်တချို့ကအဆိုးကိုအကောင်းနဲ့တုံ့ပြန်တာကိုနှုံရတယ်လို့နော်အလျှော့ပေးအညံ့ခံတယ်လို့နော်အောက်ကျတယ်လို့နော်ဒီလိုမျိုးအောက်ကျနောက်ကျရှိလာတယ်လို့ထင်မှတ်မှားကြတာတွေရှိပါတကယ်တော့အဆိုးကိုအကောင်းနဲ့တုံ့ပြန်ခြင်းဟာအားနည်းချက်မဟုတ်ဘဲနဲ့အမြင့်ဆုံးသောစိတ်သက်ရင့်ကျက်မှုနဲ့ထိမ့်ချုပ်နိုင်စွမ်းရှိမှုပဲဖြစ်ပါတင်မကောင်းလဲကျွန်ုပ်မစိုးပါဆိုတဲ့ခံယူချက်ဟာအရှုံးပေးခြင်းမဟုတ်ဘဲနဲ့အနိုင်ယူခြင်းပဲဖြစ်ပါ
တနည်းအားဖြင့်အကောင်းဆုံးနဲ့အမွန်မြတ်ဆုံးလက်စားချေခြင်းတစ်မျိုးပဲဖြစ်ပါမကောင်းမှုကိုကောင်းမှုနဲ့တုံ့ပြန်ခုခံမှာရန်သူတောင်မိတ်ဆွေဖြစ်လာလိမ့်မယ်လို့ဆိုထားတဲ့ကျမ်းစာစာသားရဲ့နောက်မှာကျွန်တော်ခြံခဲ့တဲ့အာယတ်စာကြောင်းလေးတစ်ခုရှိပါဝမာယူလက်ကာဟာအစ်လလဇီနာဆဘရူဒီကောင်းမြတ်တဲ့နီးဟာခံဒီတိခံခြင်းတရားနဲ့ပြည့်စုံတဲ့သူတွေသာကျင့်သုံးနိုင်ကြမှာဖြစ်တယ်ဆိုတော့အစိုးကိုကောင်းတဲ့တုံ့ပြန်ပြီးတော့ရန်သူကိုမိတ်ဆွေဖြစ်လာအောင်လုပ်နိုင်တယ်ဆိုတာတော့ဟုတ်တယ်ဒါပေမဲ့ချွင်းချက်လေးတစ်ခုရှိတယ်အဲ့ဒီလိုနီလန်းကိုကျင့်သုံးဖို့ဆိုတာစပယ်လို့ခေါ်တယ်ပေါ့နော်ခံဒီတရားတိခံခြင်းတရားရှိမှဖြစ်မှာတဲ့ဆိုတော့လူတိုင်းကျင့်သုံးနိုင်ဖို့မလွယ်ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်အစိုးကိုအကောင်းနဲ့တုံ့ပြန်ရင်ဆိုင်ဖို့တင်မကောင်းလဲကျွန်တော်မစိုးပါလို့ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကင်ပြုနိုင်ဖို့ဆိုတာစပယ်တိခံခြင်းတရားရှိနေဖို့လိုအပ်ပါတယ်တိခံခြင်းတရားကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့သူ့မှာလည်းအတိမ်နဲ့ရှိပါပထမအဆင့်ကတစ်ဖက်ကလှုပ်ဆောင်ချက်ဆိုတာမှာကိုယ့်ပေါ်မှာထိုးနဲ့တိုက်ခိုက်မှုမတရားပြုမှုကျူးလွန်ရန်စမှုတစ်ခုခုပေါ့ဒါကိုနှုတ်အားဖြင့်ဖြစ်စေကိုယ်အားဖြင့်ဖြစ်စေကိုကမတုံ့ပြန်ဘဲနဲ့ငြိမ်ခံလိုက်တာမျိုးပါဒါပေမဲ့စိတ်ထဲမှာတော့မကြေမနက်ဖြစ်ချင်ဖြစ်နေမှာပဲအဲ့တော့နှုတ်ကနေပြီးတော့ပြန်မပြောဘူးလက်ကိုထိလက်ရောက်မလုပ်ဘူးဆိုပေမဲ့စိတ်ထဲမှာသူကမကြေမနက်ရှိချင်ရှိနေမယ်ဆိုတော့ဘာကြောင့်လဲဆိုတော့လူကအခြေအနေကိုအကြောင်းပြုပြီးတော့မှအတိတရားနဲ့ရှင်ပြီးတော့မှအလိမ္မာနဲ့ငြိမ်ခံလိုက်တာမျိုးနော်အာမတန်မန်လျှော့တာမျိုးမတန်လို့မရင်းတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်တစ်ချိန်ချိန်မှာအခွင့်တာတယ်နော်ပြန်ဆိုလို့ရှိရင်တော့ပြန်တုံ့ပြန်ရင်လည်းတုံ့ပြန်မယ်ပေါ့နော်မတေကြတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့ဒီလိုမတက်တာတဲ့အခြေအနေမှုလို့အရှုံးပေးအညံ့ခံလိုက်တာကိုကျွန်တော်တို့ကတိခံနေလို့ခေါ်မခေါ်ဆိုတာဒါအငင်းပွားစရာကိစ္စတစ်ခုပဲဖြစ်ပါဒါပေမဲ့လည်းဒီလူဟာရှေ့နောက်ဆင်ခြင်စဉ်းစားခြင်းမရှိဘဲနဲ့ဒေါသအလျောက်တုံ့ပြန်ပြီးတော့စိုးကျိုးများသွားတဲ့လူတွေတဲ့စားလို့ရှိရင်တော့သူ့ရဲ့ငုံခံမှုကကောင်းနေသေးတယ်လို့ပြောနိုင်တဲ့အတွက်ဒါမျိုးကိုအနိုင်ဆုံးအဆင့်တိခံခြင်းလို့ပဲသတ်မှတ်ခြင်းပါဒုတိယအဆင့်ကတော့ခွင့်လွှတ်နိုင်စွမ်းနဲ့ရှင်းပါတယ်တစ်ဖက်သားရဲ့အပြစ်ကိုတင်မုန်းချေပေးနိုင်တယ်လက်စားချေလို့စိတ်မရှိဘူးကြောက်လို့မစွမ်းတာလို့အာမတန်လို့မန်လျှော့အညံ့ခံတာမျိုးမဟုတ်ဘဲနဲ့ကိုပြန်ပြောပြန်လှုပ်လိုက်ရင်သူထိခိုက်နစ်နာသွားမှာကိုမလိုလားတဲ့စိတ်နဲ့အလျှော့ပေးလိုက်တာမျိုးဟာတကယ်တိခံခြင်းအစစ်ဖြစ်ပါကိုပေဖြစ်တုံးကသူထုထားပေမဲ့ကိုတူဖြစ်ပြီးတော့သူကပေတလက်ဖြစ်တဲ့အခါမှာပြန်မထုဘူးအတုံးလည်းမယူဘူးငါတုံးကခံစားခဲ့ရတယ်လို့မျိုးသူတစ်ပါးပြန်မခံစားစီရဘူးဆိုတဲ့စိတ်နဲ့ခွင့်လွတ်တိခံလိုက်တာမျိုးကိုမကြိုက်တာကိုသူများကိုမပေးချင်တာမျိုးဒါဟာတိခံခြင်းရဲ့ပုံမှန်လက္ခဏာတွေပဲဖြစ်ပါတတိယအဆင့်ကတော့တိခံခြင်းရဲ့အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်နှလုံးရည်မြင့်မားတဲ့သူတွေသာကျင့်မှုနိုင်တဲ့စိတ်ရည်သွေးတစ်ခုလည်းပဲဖြစ်ပါတယ်ဘယ်လိုလဲဆိုရင်တစ်ဖက်ကအစိုးပြုသူကိုကကူညီလိုက်တာမျိုးအကျိုးပြုလိုက်တာမျိုးအကျိုးလိုလားစိတ်နဲ့အကာအကွယ်ပေးလိုက်တာမျိုးဆုတောင်းပေးတာမျိုးမေတ္တာပို့တာမျိုးဒီလိုတွေလုပ်နိုင်တယ်ဆိုရင်တော့တိခံခြင်းရဲ့အမြင့်ဆုံးအဆင့်ကိုရရှိပိုင်ဆိုင်ထားတဲ့မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပြီလို့ဆိုနိုင်ပါတယ်ဒီလိုလူတွေအတွက်ကတော့အစိုးကိုအကောင်းနဲ့တုံ့ပြန်ဖို့ရလွယ်ကူနေမှာပဲဖြစ်ပါတယ်သူတို့ရဲ့ဆောင်ပုဒ်ကတင်မကောင်းလဲကျွန်တော်မစိုးပါဆိုတာမျိုးထုံမပြောသည့်တိုင်အောင်အဲ့လိုသဘောထားခံယူချက်မျိုးရှင်းနေပြီးသားပဲဖြစ်ပါတယ်လူချင်းများခင်ဗျာညီကုန်းချုပ်အနေနဲ့ပြောရရင်အစိုးကိုအကောင်းနဲ့တုံ့ပြန်ရေးဆိုတာအစ္စလာမ်ကတင်ကြားတဲ့မွတ်စလင်ကျင့်ဝတ်တရားပဲဖြစ်ပါတယ်လူအဖွဲ့အစည်းမှာဒီတရားပြတ်နှံ့ရင်ဥယျာဉ်ပုံနှန်းတမျှငြိမ်းအေးခြင်းတန်တိဒုက္ခအမျက်ရတကိုကျွန်တော်တို့ခံစားကြရမှာသိကြပါတယ်ဒီတရားခေါင်းမရင်တော့မင်းပါလဲငါပါလဲနဲ့အတ္တတွေမာနတွေကြီးထွားရှင်တန်လာမှာဖြစ်တဲ့အတွက်လောကကအစိုးတန်တရားလဲပြီးငရဲတမျှပူလောင်နေဦးမှာပဲဖြစ်ပါဒါကြောင့်ကျွန်တော်တို့အမြဲဆောင်ထားရမယ်ဆောင်ပုဒ်ကတင်မကောင်းလဲကျွန်တော်မစိုးပါဆိုတဲ့ဆောင်ပုဒ်ပဲဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော်ရဲ့တင်ပြချက်ကိုညီကုန်းချုပ်ပါတယ်
ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار رضينا بالله ربا وبالإسلام دينا وبالمحمد صلى الله عليه وسلم ونبي ورسوله اللهم اغفر لي ولوالدي ولمن والد وارحمهما كما ربياني صغيرا واغفر اللهم لجميع المؤمنين والمؤمنات والمسلمين والمسلمات الأحياء منهم والأموات برحمتك يا رب